သားမီးတို့အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချက်ပြောပြမဲ့ပုံမြင်လေးရဲ့နာမည်ကတော့မာနကြီးသောကျဖလေးဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်အားလုံးနားဆင်ပေးပါအောင်နော်ဟိုးရှိတုံးကတဲ့တောအုပ်ကြီးတစ်ခုထဲမှာမောင်လီလို့ခေါ်တဲ့ကျဖကြီးတစ်ကောင်ရှိတယ်တဲ့အဲ့ဒီမောင်လီဆိုတဲ့ကျဖကြီးကတဲ့သူကအရန်ကိုမာနကြီးတဲ့ကျဖကြီးပေါ့ကွယ်တဲ့သူကစကားကိုပြောတဲ့အခါမှာလဲချွတ်ချွတ်တတမပြောတတ်ဘူးတဲ့ပြီးတော့ तू ကဘဒု့ဟိုမှာလဲတငယ်ချင်းအပေါင်းအသင်းမလုပ်ပဲနေတယ်တဲ့တနေ့လဲကြရောအဲ့ဒီမောင်ကြီးကတဲ့တောထဲမှာအစာရှာထွက်တယ်တဲ့အဲ့ဒီချိန်မှာတဲ့ဘဲလေးတစ်ကောင်နဲ့မောင်ကြီးနဲ့ကသွားတွေ့တယ်တဲ့ဘဲလေးကတဲ့မောင်ကြီးကိုတွေ့ချင်းပဲ तू ကနှုတ်ဆက်လိုက်တယ်တဲ့မောင်ကြီးရေမောင်ကြီးမင်းဘယ်သွားမလို့လဲကွမောင်ကြီးကတဲ့မကြားကြဟန်ဆောင်နေတဲ့ဒါပေမဲ့ဘဲလေးကနောက်တစ်ခေါက်ပြန်ပြီးနှုတ်ဆက်လိုက်တယ်ဟေးမောင်ကြီးခေါ်နေတယ်ကွဘယ်သွားမလို့လဲကွအဲ့ဒီခါမှာမောင်ကြီးကပြန်ပြောတာပေါ့ကိုယ့်ကိုဘယ်သွားမင်းဘူးပါလို့လားအလုတ်ရှုပ်လိုက်တာကွာဆိုပြီးတော့မောင်ကြီးကသူကအရှိကိုပဲလမ်းဆက်လျှောက်သွားတယ်တဲ့ဘဲလေးကိုကောင်းကောင်းစကားပြန်မပြောဘူးတဲ့ဘဲလေးကလည်းစိတ်မကောင်းဖြစ်ပြီးတော့တောဆက်မှာကြံခဲ့တာပေါ့ကွတဲ့အဲ့ဒီချိန်မှာတဲ့မောင်ကြီးကအရှိကိုဆက်ပြီးတော့လမ်းလျှောက်သွားရင်းတဲ့ပြန်လာတဲ့ငှက်ကလေးတစ်ကောင်နဲ့သွားပြီးတော့ထပ်ပြီးတွေ့တာပေါ့တဲ့အဲ့ဒီချိန်မှာတဲ့ငှက်ကလေးကမောင်ကြီးကိုတွေ့သွားပြီးတော့သူကလှမ်းပြီးတော့စကားပြောလိုက်တယ်မောင်ကြီးဘယ်သွားမလို့လဲကွမောင်ကြီးကအဲ့စကားကိုကြားချင်းပဲသူကအိုးကိုယ့်ကိုဘယ်သွားအရန်ကိုရှုပ်တာပဲမင်းတို့ကဆိုပြီးတော့သူကစကားကိုကောင်းကောင်းပြန်မပြောဘဲနဲ့အရှိကိုလမ်းဆက်လျှောက်သွားတာပေါ့ကွယ်အဲ့ဒီလိုနဲ့တဲ့ငှက်ကလေးကလည်းတောဆက်မှာကြံခဲ့တာပေါ့ကွယ်တဲ့မောင်ကြီးတဲ့အရှိကိုဆက်ပြီးတော့လမ်းလျှောက်သွားပြန်တယ်တဲ့မောင်ကြီးလမ်းလျှောက်နေရင်တိတ်မကြခင်မှာပဲတဲ့တွင်းတွင်းကနေထွက်လာတဲ့ကြက်ကလေးတစ်ကောင်နဲ့ထပ်ဆုံနေတဲ့ကြက်ကလေးကမောင်ကြီးကိုတွေ့ချင်းပဲမောင်ကြီးရှိကိုတဲ့အပြေးသွားရင်းနဲ့သူကလှမ်းပြီးနှုတ်ဆက်လိုက်တယ်တဲ့မောင်ကြီးဟဲဒီနေ့အရန်ကိုလှနေတာပဲမင်းပဲသွားမလို့လေဒိုးလိုက်လို့ရလားဒါပေမဲ့မောင်ကြီးကသူကနော်တေချာတငယ်ချင်းကိုစကားကောင်းကောင်းပြန်မပြောဘဲနဲ့တဲ့အိုးအလန်းကိုအလုတ်ချုပ်တာပဲမင်းတို့တွေကလည်းတယောက်ပြီးတယောက်ကိုယ့်ကိုဘဲသွားပေါ့လိုက်လို့မရပါဘူးကွာအဲ့လိုပြောပြီးတော့မောင်ကြီးကလှည့်မကြည့်ပဲအရှိကိုလမ်းဆက်လျှောက်သွားတယ်တဲ့အဲ့လိုနဲ့တဲ့ကြက်ကလေးကလည်းစိတ်မကောင်းပဲနဲ့ဖြစ်ပြီးတော့သူကတောဆက်မှာကြံခဲ့တယ်တဲ့အဲ့ဒီချိန်မှာပဲတဲ့မောင်ကြီးကတယောက်တည်းအရှိကိုလမ်းဆက်လျှောက်သွားတယ်တဲ့အဲ့လိုသွားရင်းနဲ့တိတ်မကြခင်မှာပဲတဲ့မိုးဆိုးတွေထောင်ထားတဲ့ပိုက်ကွန်ကြီးကိုသူကမိသွားတာပေါ့ကွယ်တဲ့။အော်အဲ့ဒီခါမှာမောင်ကြီးကကြောက်လက်နေကြနဲ့သူကစပြီးអော်တော့တယ်။အာကဲကြပါအောင်ဗျာထောင်ချောက်မိနေလို့ပါဆိုပြီးတော့သူကអော်တာပေါ့တဲ့။ဒါပေမဲ့လေသူ့ရဲ့အော်တန်ကိုတငယ်ချင်းတွေကမကြားသေးဘူးကွ။အဲ့ဒီခါမှာမောင်ကြီးကတဲ့စူးစမ်းပြီးတော့တဲ့သူကပိုက်ကွန်ကြီးကိုစူးစမ်းပြီးတော့ယုံတယ်သူဘလို့ပဲယုံတဲ့ပိုက်ကွန်ကြီးရမ်းနေမလွတ်ဘူးပေါ့ကွယ်အားနဲ့ तू ကအဲ့ဒီအချိန်မှာအရန်နေကြောက်ပြီးတော့ तू ကထပ်ပြီးတော့အကူကြီးလှမ်းတောင်းလိုက်တယ်တငယ်ချင်းတို့ရေကူကြပါအောင်ကွာဒီမှာပိုက်ကွန်ကြီးမိနေလို့ပါဆိုပြီးတော့နှမ်းអော်နေအဲ့ဒီခါမှာတငယ်ချင်းတွေကကြားသွားပြီးတော့သူ့ရှီကိုအပြေးလေးလာတယ်တဲ့ကြောက်ကလေးကလည်းလာတယ်ဘဲကလေးကလည်းကူဖို့လာတယ်တဲ့ပြီးတော့ငှက်ကလေးကလည်းမောင်လေးရှီကိုကူဖို့အပြေးလေးသူတို့ကလာကြတာပေါ့ကွယ်တဲ့ပြီးတော့တဲ့သူတို့ကအဲ့ဒီပိုက်ကွန်ကြီးရန်နေပြီးတော့တဲ့စူးစမ်းပြီးတော့သူတို့တငယ်ချင်းကိုကယ်တင်ပေးလိုက်တယ်တဲ့မောင်ကြီးကတဲ့ပိုက်ကွန်ရန်ကနေလွတ်သွားတဲ့အတွက်တငယ်ချင်းတွေကိုရန်ကျေးဇူးတင်သွားတယ်တဲ့ပြီးတော့သူကတငယ်ချင်းတွေကိုကျေးဇူးတင်စကားဆိုတယ်တငယ်ချင်းတို့ရေမင်းတို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်ငါ့ကိုကယ်ပေးတဲ့အတွက်နောက်ဆိုလို့ရှိရင်ကျွန်တော်စကားကိုချွတ်ချွတ်တတပြောပါမယ်တငယ်ချင်းတွေနဲ့လည်းပျော်ပျော်ရွှင်ရွှင်နေပါမယ်ဆိုပြီးတော့တငယ်ချင်းတွေကိုပြောတဲ့တငယ်ချင်း၃ယောက်ဖြစ်တယ်တဲ့ဘဲကလေးရယ်ကြက်ကလေးရယ်ငှက်ကလေးရယ်ကလည်းတဲ့နားလည်လက်ခံပေးပြီးတော့တဲ့သူတို့တငယ်ချင်းတွေအားလုံးကတဲ့ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားကြတာပေါ့ကွယ်တဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်တသားမိလို့လည်းဒီပုံမြင်လေးကနေတဆင်ကိုကတပားသူကိုစကားပြောတဲ့အခါမှာချွတ်ချွတ်တတရင်ကြေးကြေးပြောဖို့လိုသလိုကို့မှာအခက်အခဲတွေရှိလာတဲ့အခါမှာကူညီပေးမယ်မိတ်ဆွေကောင်းတွေလည်းလိုအပ်တယ်ဆိုတာကိုပုံမြင်လေးရတစင်
နားလည်မယ်လို့တီချေကမျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်